ကျွန်တော်တို့လူငယ်တွေကဘီယာဆိုင်တိုင်းလက်ဖိတ်ဆိုင်ထိုင်နေရှိရဒီနိုင်ငံမှာလက်ဖိတ်ဆိုင်ထိုင်ယဉ်ကျေးမှုဆိုတာရှိရလေကျွန်တော်ဆိုလဲဘော်ဒါတွေနဲ့အတူတူထိုင်တာပဲဒါပေမဲ့တချို့ကကြတော့ဆိုင်ရောက်ပြီးဆိုတာနဲ့မိုဘိုင်းလီဂျန်တို့ပတ်ကြီးတို့ဆော်ပြီးလောင်ကြကျွန်တော်တော့အဲ့လိုမဟုတ်ဘူးကျွန်တော် AC ရှေးကျင်လို့ဆိုင်ထိုင်တာလေအဲ့ဒါနဲ့များသောအားဖြင့်ကိုယ့်အကို AC နေဖုန်းလေးသုံးရင်းနဲ့အမြဲစော့နေကြစိုက်လေးတစ်ခုရှိတယ်အဲ့ဒါက A80 တဲ့မစိုးဘူးဗျရော်စားကလည်းညီမျှရတယ်ဝင်းလော့ ratio ကလည်းတော်တော်လေးမှန်ကန်တယ်ပြောရရင်တော့ပတ်စံလည်းအများကြီးမလိုဘူးလေ9000တောင်ထိတ်ဆော့ရင်ရောရိုက်ဗျဒီနေရာမှာကို limit ကိုတော့သတိထားပါဗျာလူဆိုတာလောဘတော့ရှိတယ်လေကိုလည်းထိမ့်သိမ့်ထိမ့်ရက်သိမ့်ရက်ပေါ့ဗျာအဲ့လိုမှမဟုတ်ပဲနဲ့ကိုကနိုင်နေပါရဲ့နဲ့မနာပဲဆက်စုပ်လိုက်လို့ရှုံရမယ်ဆိုရင်တော့ကိုထိုင်းနဲ့ကိုကံပေါ့ဗျာကဲဒီလိုဆိုတော့ကိုရဲ့ AC အလုံးပင်ပန်းနေချိန်မှာ relax လို့ AC ရှိလုပ်ပြီးတော့အမောင်းနဲ့ဂိမ်းကစားလို့ရတာပေါ့စိတ်လဲတည်ငြိမ်နေအနိုင်ရရင်လည်းကိုတွက်မြက်ပဲလေကဲဒီလိုဆိုတော့ကိုရဲ့ညိုကီဘော်ဒါတွေချော်ဒီလေးတွေကိုကျွန်တော်လို A80 ဆိုတဲ့ဂိမ်းလေးဆော့ဖို့ရုပ်ချော်ချော်လေးနဲ့ဖိတ်ခေါ်လိုက်ပါတယ်